你好，အားလုံးပဲမင်္ဂလာပါဒီတင်ခန်းစမှာဆိုလို့ရှိရင်เนาะဘာလို့လေ့လာကြမလဲဆိုလို့ရှိရင် lesson 2ရဲ့课文ကိုလေ့လာကြမှာဖြစ်ပါတယ်เนาะခေါင်းစဉ်လေးကတော့在运动场เนาะ运动场ဆိုတာဒီအားကစားလုပ်တဲ့ green ထဲမှာเนาะဟို playground လို့ရေးတာเนาะအဲ့ဒီမှာပြေးလန်းနေပါရင်ဘောလုံး green နေပါလို့ပေါ့เนาะအဲ့ဒီအားကစားလုပ်တဲ့နေရာပေါ့เนาะအဲ့တော့ကြည်အောင်မြင်လားမင်းနေရာပြပြီးဆိုတော့မင်းနေကိုပြန်မပြောတော့เนาะ你很少生病你很少生病မင်းကတိတ်ပြီးတော့မဖျားဘူးနော်ကျမကြီးကောင်းတယ်ပေါ့是不是喜欢运动နော်是不是ဟုတ်တယ်မဟုတ်ဘူးလားဟုတ်တယ်မလားအဲ့လိုအဓိပ္ပာယ်喜欢在念တတ်တာ运动နော်အကစားကို在念တတ်တယ်မဟုတ်လားနော်你ကတိတ်မဖျားဘူးနော်အကစားကို在念တတ်တယ်မဟုတ်လားအဲ့လိုမေးရနော်အဲ့တော့ B ကပြန်ပြောတယ်是啊ဟုတ်တယ်လေ我每天早上ငါမနက်တိုင်းနော်每天နေ့တိုင်း早上ဆိုတာမနက်အဲ့တော့နေ့တိုင်းမနက်ဆိုတော့မနက်တိုင်းပေါ့都要出去跑步နော်ပြေးဖြောင်ပြေးတာနော်都要都ဆိုတာအားလုံးကိုဆိုလိုတာဒါပေမဲ့ဒီမှာတွဲပြီးတော့ဘာသာပြန်လိုက်လို့ရှိရင်都要出去跑步ငါနော်နေ့တိုင်းမနက်ဆိုရင်နော်အပြင်ကိုထွက်ပြီးတော့မှဘာလို့လဲအပြေးလေးကျင့်တယ်နော်你每天几点起床你နေ့တိုင်းဘယ်နှစ်နာရီ几点ဆိုတာဘယ်နှစ်နာရီ起床အိယာထတာလေနော်ဒီကပြန်ပြောတယ်我每天6点起床ငါမနက်တိုင်း6နာရီဆိုရင်အိယာထတယ်တဲ့ဟုတ်နော်အဲ့တော့မြန်မာလိုနားလည်မယ်နော်ခေါင်းစဉ်က在运动场အားကစားလုပ်တဲ့တွင်ထဲမှာเนาะ A ကပြောတယ်你很少生病你တိတ်မဖျားဘူးเนาะ是不是喜欢运动เนาะအားကစားလုပ်ရတာကြိုက်တယ်မဟုတ်လားအားကစားလုပ်ရတာကြိုက်တာလားအဲ့လိုမျိုးတယ်ပဲเนาะ是啊ဟုတ်တယ်လေ我每天早上都要出去跑步我每天早上都要出去跑步ငါမနေ့တိုင်းပြေးလေ့ကျင့်တယ်เนาะပြင်မှာတော့ပြေးတယ်你每天几点起床你们那台哪一塔的嘞我每天6点起床我们那台6နာရီမှာထားတယ်ဟုတ်ပြီနော်အဲ့တော့အတန်နားထောင်ကြမယ်课文2看照片 Text 2အဲ့တန်မဟုတ်နော်第二课我每天6点起床 Lesson 2 I get up at 6 every day 课文1在运动场 Text 1 On the playground 你很少生病是不是喜欢运动是啊我每天早上都要出去跑步你每天几点起床我每天6点起床ရမယ်နော်အဲ့တော့မြန်မာလိုသိပြီးပြီအတန်ဖိုင်နဲ့နားထောင်ပြီးပြီဆိုတော့ဒါလေးကိုဖတ်ကြည့်မယ်နော်အဲ့တော့ဒီတင်ကန်းစာတော့တလားပါပဲနောက်တင်ကန်းစာမှာတွေ့ကြမယ်ကြိုက်ကြ